ကျွန်တော်တို့မြန်မာနိုင်ငံထုံးကားဒီမန္တလေးတို့ခရီးနေတာပါခင်ဗျာဝန်ဆောင်မှုများကိုလည်းကျွန်တော်ရင်မောင်းကိုအောင်မှာတူဆောင်မှုပေးပါလိမ့်ခင်ဗျာဒီနေ့တော့မရောက်ပြီမင်းဘယ်နိုင်လောက်ကောက်ဝင်ဝင်မယ်လို့မထင်လေအားဆရာဒုစာ6နာရီခွဲလောက်ဆိုရင်မန္တလေးမြို့ကိုရောက်တော့မကြည့်ကျွန်တော်အဲ့ချိန်လောက်ဆိုဘာဖြစ်လို့လဲကွာမင်းအဲ့ချိန်မှန်းတော့မင်းဘာဖြစ်လို့လဲဒါမှမဟုတ်ကွာဟိုလေငါတို့ကွာအခုငါတို့က6နာရီညနေ6နာရီခွဲကမလားညနေ6နာရီခွဲကဆိုကွာငါတို့ဟို9နာရီလောက်ဆိုတော့ရောက်ပါတော့ကွာ9နာရီရောက်မကောက်ရော3နာရီရောက်ဆိုရောက်မယ်ရောထင်တာပဲလေ3နာရီလောက်ဆိုရောက်ပါအေးအောင်ငါတို့ရှိမှတမင်သားနာကြမလေးဟုတ်ကဲ့အေးအောင်မပြီးတဲ့ရုံမချွညာလောက်ဒီလူကြီးနာချင်ပါနော်ကျွန်တော်တို့မြန်မာနိုင်ငံထုံးကားဒီစီစေးကိန်းမှာမင်းစားနားပြီးတော့အဒီပေးအပ်ပါခင်ဗျာရဲလိုက်တို့ဘာလုံနေတာလဲမသိပါဘူးကွာဒီမှာကားရီလာလို့ကလည်းရှင်းနေတာပဲစစ်စစ်ကိစ္စလို့ငါတောင်းဝင်ရတော့ကားဒါပဲလုပ်ရတယ်လေကွာမသိလားလို့အေးစလေးဘယ်ငါတကူမရအောင်မဲကွာဥစားမင်းတို့ကားပေါ်မှာလေးကိုရေဒီပိုင်လည်းမပါလာဘူးလားမဟုတ်ပါဘူးစားကောင်းလေးတစ်ထည်လောက်မပါလာဘူးလားငါတော့မောင်းကုန်ပါတယ်ဘာဖြစ်လို့အဲ့ဆိုငါ့ကိုလေကောင်းလေးတစ်ထည်နှစ်ထည်လောက်နှလုံးလောက်ပေးပါလားငါရဲ့မငါတကယ်ကြီးအဲ့ဒီအော်လာအတကယ်ကြီးအဲ့ဘလို့ကွာဆိုရင်ဟိုစားအောင်ဟိုစားတုတ်ကြီးပေါ့တုတ်ကြီးနဲ့ဟိုစားရဲတိုင်းနဲ့အဲ့ရမှာဟုတ်တယ်တုတ်ကြီးဟုတ်တယ်တုတ်ကြီးဒီမှာတာဝန်ကြတာလေဟုတ်တယ်ကွာတုတ်ကြီးမလေးဟိုဘက်မှာတာဝန်ကြတယ်လေဟိုဘက်ကားတွေစစ်ဆေးတာနဲ့ဟုတ်ကဲ့ကျွန်တော်တုတ်ကြီးသွားနှက်ဆက်လိုက်မလို့ရဲတိုင်းမင်းတတိတော့မကားတွေအချိန်နဲ့မောင်းဘာဖြစ်ပါဗျာတုတ်ကြီးကြောင်ရှိရောက်ရဟဲ့တုတ်ကြီးဟဲ့ငါ့ကိုတုတ်ကြီးလို့မခေါ်နဲ့ဟဲ့ငါမိန်းမငါယောက်ျားမဟုတ်ငါမိန်းမမင်းကလည်းယောက်ျားလို့ယောက်ျားပေါ့ကိုကြီးတော့ဒူပိုင်းသွားပြီးခွဲစိတ်တာတဲ့ကောင်နာမကောင်းမှနင်တို့တော့ခေါင်းနှလုံးယူလာပြီးရဲ့ဒီလားအေးငါလည်းဥစားသွားလုံးမလို့လေဟဲ့ဒီမှာစစ်ဆေးနေရတဲ့အချိန်တော့မရတော့ပါဘူးဟဲ့အေးရစငါသွားရမတဲ့အေးငါရဲသားကြီးဒီနေ့လေဥစားဘနာကားတော့ထောက်သွားလေကားဘနာဒီလောက်ကြော်ရလေကျွန်တော်ကားကိုလေငါပြောရမယ်ဆိုရင်တော့ကွာဂျေတစည်းပါတယ်မန္တလာမင်းတစည်းပါတယ်ပြီးတော့ကွာဘရင်တစည်းပါတယ်5စီးလောက်ရှိတော့ကွာဘရင်တစည်းပါတယ်ဒါနဲ့ဆို3စီးကွာဘရင်တစည်းပါတယ်ရွှေမန္တလေးတစည်းပါတယ်ရွှေမန္တလေးတစည်းပါတယ်စီတော်ကြီးတစည်းပါတယ်ကွာအဲ့5စီးပါတယ်ဘယ်ကိုကြော်သွားတာမင်းကတော့တယောက်တည်းပဲနေငါးစီးမဟုတ်ဘူးတစည်းကြံနေတယ်မင်းတို့ကားလိုပဲမင်းတို့ကားပဲဟိုကဒါမှမင်းတို့ကားမှာမြန်မာနိုင်ငံထော်လေးကားလေးဟိုအပြောင်လေးလေဟုတ်ကဲ့အဲ့အပြောင်လေးလက်ကြော်ရတယ်အဲ့လာလို့ဆို6ကားပဲကွာမင်းခုအမြန်လိုက်တော့မိမှာပေါ့သူတို့ခုလို့ဆိုရင်ထမင်းစားငါတို့ခုဒီမှာထမင်းစားနာတာမလားထမင်းစားနာမဆိုရင်မင်းငါတို့ဂိတ်ကြော်ရရင်ကွာ
3မိုင်ဂိတ်တလား3မိုင်ဂိတ်25မိုင်တလားအဲ့နာမှာဆိုရောက်လိမ့်မယ်မင်းသူတို့အဲ့နာမှာအပေါ့ပါသွားမယ်လို့တော့ငါ့ကိုပြောသွားတာပဲဟုတ်တော်နော်အေးမလည်းလုံးချွေရှိလို့လုံးလိုက်ဟုတ်ကဲ့ရဲသားကြီးဆရာဘာတော့ကွာရောက်ရေးဘာတော့ကွာကျွန်တော်ဒီနေ့6ကားစီးလို့ကျွန်တော်တို့ကြော်သွားပြီလေကြော်ဝိုင်းလိုက်ပြီပိုင်တော့နော်လို့ဆိုရကြော်ဝိုင်းလိုက်ပြီမြန်လိုက်တော့ချိန်ကြည့်ဦးကဲတော့မယ်hunđi làm rồi đi vào bây giờ nào mình ra nào bây giờ rồi tu mà cái upsia rồi mà đẹp cái mana muri mana lo mana sosoli yang kau mau kau apa dulu sih apa mana kau mana sosoli yang do mana itu ni saya mana ulan ni tiwa le ni kau iba kau usah ngar usah kau sosoli yang musuh kau sosoli yang do ngaru ni waris seli ya kauဝါရီကလေးပေါင်းဆရာကြီးကျွန်တော်မနေ့ပိုင်းမနေ့ကျရင်အမဂိတ်ရောက်တယ်ကျွန်တော်တို့အစာစားဖို့ကျွန်တော်တို့ပြင်ခိုင်းလိုက်မယ်လေဒီကျွန်တော်ဖုန်းဆက်လိုက်မယ်ဟယ်လိုဟယ်လိုပြောဟယ်လိုအမဟိုကကျွန်တော်တို့နည်းနည်းလာတော့ကလည်းမင်းတို့လည်းကအောင်းပါအောင်းပြောလေကျွန်တော်မနေ့ကျရင်ကျွန်တော်တို့ကဘာလဲချက်သားလေးနဲ့အင်းလေးပြင်မိတာပဲလားကျွန်တော်စားကြည့်မှာကားမနက်လောက်3နာရီလောက်ဆိုရောက်မယ်တဲ့3နာရီလောက်ဆိုရောက်မယ်တဲ့အေးနီးနေပြီမှကျွန်တော်အောင်ရပါနင်းတို့ကဘာကနေစီလာလေဟဲ့ကျွန်တော်တို့ကအနီအောင်မျက်မှန်လာထုံးအဲ့ကားနဲ့လာရပြကျွန်တော်တို့ရဆိုလက်ကိုကျွန်တော်သွားရမယ်ဒါပဲအေးဒါပဲကဲဒီမှာကြတော့ခုတော့တိုးမှန်ဂိတ်ဆိုတာဒါပဲလေအေးပါတော့ maybe why သူတို့ကဥစားလောက်သွားပြီလေကြော်ဝိုင်းလိုက်ရမှာပေါ့ဆရာကြီးရှော်မပေးနဲ့လားရှော်ပေးဒီကောင်လေးရောက်တက်အဲ့ဒါမှကျွန်တော်မျက်မှန်တော့မပါဘူးစားရကျွန်တော်ကားစားထွက်နေကားရတော့စားပြီးထွက်နေပါပြီခင်ဗျာမြောင်နိုင်50နဲ့ရှားလို့3နိုင်ခွဲလောက်ဆိုရောက်မှာကပါမလားဆရာကပါလေကွာမင်းစောက်ကြည့်မင်းဒီမှာကောင်းချိန်နဲ့မောင်းမရှိရနေမှာကားချိန်နဲ့မောင်းနေဘူးဆရာအဲ့ဒီကတင်လိုက်တော့တင်လိုက်တာနော်ဒီက20တင်လိုက်ပြီ
120လာတာခပတ်ပတ်ထားလို့ဒီလိုပြောရင်နားချင်ပါချင်းကြီးတဲ့အလုံးများခပတ်ပတ်ထားရင်ဒီလိုလိုက်ပါတော့ခင်ဗျာကျွန်တော်တို့ကားပြီးမြန်အင်္ဂလိပ်ကိုအမြန်မောင်းနေဖြစ်ကြောင်းအဒီပေးအပ်ပါခင်ဗျာမပြောလားလူလည်းဝင်သွားပါပြီလို့ညငါစိတ်ခေါ်လာလိုက်ပါလေမင်းစိတ်ခေါ်လာတာတနာတယ်တနာတယ်မလေးမျိုးလည်းမရောက်သေးဟာမြန်မောင်းမယ်အေးဝိုင်းနောက်မရှင်းနဲ့ကြော်တက်မယ်ဆရာရှင်းတယ်အဲ့ကလူမောင်းနေတယ်ကြိုက်ကားသေးလေးမင်းကျအဲ့ကောင်ကားကိုတော့ပြောတာမသိအဲ့ကောင်ကားကိုတော့ပြောတာကားတွေကိုလူမောင်းနေတယ်မလမ်းချင်းချင်းလေးရှိရရှင်းအောင်မရှင်းနေကြမောင်းလားမောင်းရှင်းနေလူအဲ့ဘရိတ်သုံးမယ်80မိုင်ရောက်ပြီရဲ့နောက်က346တဲ့346မိုင်ရောက်သွားပြီရောကြော်တက်နေရှင်းရအောင်နော်ရှင်းနေချက်ကြောမယ်ခဏကြောမယ်အဲ့ဘရိတ်သုံးမယ်ဟိုရစေးတော့ဆောင်းနေဘူးနော်အဲ့ဒါလေကောင်းတဲ့ဆိုတော့နည်းနည်းဟိုစားဖြစ်သွားတယ်။ဒါလေးကောင်းဖြစ်တယ်။ကြောနေအားလာရောဆိုရောက်နေလိုရဘယ်တော့မှတော့ရောက်နေလိုရဘယ်တော့မှနော်ကားကနေဝင်မယ်ရပြီထားပါ